ဟုတ်ပါတယ်ယုံကြည်နိုင်စရာမရှိပေမဲ့အေယာမစိန်ခံသင်္ဘောကြီးတွေကသူတို့ရဲ့မေလာရေတွေကိုဒီလိုနီးနဲ့စီမံခန့်ခွဲကြတာပါဒီလိုညစ်ပတ်တဲ့ရေတွေကိုသမုတ်တရားတဲ့တိုက်ရိုက်စွန့်ပစ်တာဟာတကယ်ပဲပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေဘူးလားလို့သင်တွေးမိနိုင်ပါတယ်စိန်ခံသင်္ဘောတစ်စီးမှာအိမ်သာပေါင်းထောင်နဲ့ချီပြီးနေ့စဉ်မေလာတန်ချိန်ရာနဲ့ချီထွက်ရှိပါတယ်ဒီသင်္ဘောတွေဟာခရီးစဉ်ရှည်လျားစွာရနာခြင်းမရှိဘဲသွာလာလေးရှိတာကြောင့်အချိန်ကုန်သက်သာဖို့အတွက်ဇိမ်ခံသင်္ဘောလိုင်းအများစုဟာအဲ့ဒီမေလာရေတွေကိုပင်လေတယ်ဓာတ်ရိုက်စွန့်ပစ်လေးရှိပါတယ်ဒါပေမဲ့အဲ့ဒီမှာအလှည့်အပြောင်းတစ်ခုရှိပါတယ်သူတို့စွန့်ပစ်နေတာဟာမတန့်စင်ရသေးတဲ့မေလာစိမ်းတွေမဟုတ်ပါဘူးမစွန့်ပစ်ခင်ရေဆိုးတွေကိုအပြည့်အဝတန့်စင်တဲ့လုပ်ငန်းစဉ်ကိုအရင်ပြုလုပ်ပါတယ်အဲ့ဒီရေတွေကိုစစ်ထုတ်ပြီးအန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားပစ်လိုက်ပြီးမှပင်လယ်ပြင်ထဲကိုနောက်ဆုံးမှစွန့်ထုတ်လိုက်တာဖြစ်ပါတယ်သင်တို့အမြင်ရောဘယ်လိုထင်ပါသလဲ